အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဟာထူးကူဆရာဝန်ဒေါက်တာဝိုင်းမြတ်နိုးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဗီဒီယိုအောက်မှာလာမေးထားတဲ့မေးခွန်းလေးတစ်ခုကိုဖြည့်ပေးရင်းနဲ့ဒီ creamer အကြောင်းကိုပြောပြချင်ပါတယ်မိကုန်းကတော့မေးထားတာကဒီ creamer မှာဆိုးကျိုးရှိလားနောက်နှစ်နှစ်ကလေးကို creamer တိုက်လို့ရလားပေါ့နော်အဲ့တော့အဖြေအနေနဲ့ကတော့သူက creamer ကဆိုးကျိုးတွေအများများပါတယ်ကလေးတွေမှာ creamer လုံးဝတိုက်လို့မရပါဘူးကလေးတွေပြင်နောက်ထပ်ကတော့ဒီစီးချိုသွေးတိုးလူနာတွေဒီမှာဆိုလို့ရှိရင်လည်း creamer လုံးဝသုံးလို့မရဘူးပေါ့နော်အဲ့ခါကျတော့ creamer ကအဓိကဘာပါလဲဆိုတဲ့ခါကျတော့ creamer ဒီ non dairy creamer လို့လည်းသူအထုပ်မှာတွေကရေးထားတယ် creamer ဒီသူက no မဟုတ်ဘူး no အစားထိုးမဟုတ်ဘူးပေါ့နော်အဲ့ creamer မှာအဓိကပါတာဘာလဲဆိုတော့တကြားပါ creamer မှာတကြားပါတယ်နောက်တစ်ခါကျတော့ဒီစီတွေပေါ့နော်စီတွေဆိုတဲ့နေရာမှာဒီအုံးစီဖြစ်ရင်ဖြစ်မယ်ဆောင်းစီဖြစ်ရင်ဖြစ်မယ်တီးရွက်စီဖြစ်ရင်ဖြစ်မယ်ဒီခါလေးပဲပီဇက်စီဖြစ်ရင်ဖြစ်မယ်အဲ့ဒါတွေကိုသူတို့ကဒီလိုအမှုန့်ပုံစံလေးဒီလို no မုတ်လိုမျိုးခက်စစ်စင်လေးဖြစ်အောင်လို့သူက process တွေအများကြီးပဲလုပ်ထားတာပေါ့နော်အဲ့လိုမျိုးအများကြီးလုပ်ထားဖြစ်တဲ့ကြောင့်မို့လို့နောက်တခြား chemicals တွေပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ creamer ကဆိုးကျိုးတွေများပါတယ်ဘာဆိုးကျိုးလဲဆိုတော့ဒီတခြားစားများရင်ဖြစ်တဲ့ဆိုးကျိုးတွေစီစားများရင်ဖြစ်တဲ့ဆိုးကျိုးတွေအဲ့ဒီဟာတွေအကုန်လုံး creamer စီကနေရနိုင်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကလေးတွေနဲ့စီချိုသွေးတိုးလူနာတွေမှာ creamer လုံးဝမသုံးသင့်ပါဘူးရှင်